ချေချက်ကလည်းဘာဖြစ်တာလဲဆိုပြီးမေးနေတဲ့အခါမှာအဲ့ဒီမိကလေးကမပြောမဆိုနဲ့ချေချက်ကိုတက်ခတ်လိုက်ပါတယ်။ကငယ်ပတိစိတ်လို့ဖိုးတန်ရနာကဘာဖြစ်လို့ချေချက်စီမှာရှိနေတာလဲဆိုပြီးတန်ရဝင်ပြီးတော့ချေချက်ကိုမင်းကုန်းထုတ်နေခဲ့ပါတယ်။ချေချက်ကလည်းသူမတကယ်လို့သူ့ကိုတကယ်တတ်ချင်တယ်ဆိုရင်ခုနကတည်းကသူမရဲ့စိတ်တိုက်ဆက်ခါရမှမှန်းပြည့်ရဲ့နဲ့သူ့ကိုကံမမှုဘူးဆိုပြီးတော့မိကလေးရဲ့စိတ်ကသူ့ကြတဲ့စိတ်ဖြစ်ပြီးအစိတ်မှာဝိညာဉ်တော်ရှိတဲ့ဆိုပြီးပြောတာကြောင့်နေကလည်းချေချက်ကိုလွတ်လိုက်ပြီးတော့အဲ့ဒီကြောင့်ကိုဘယ်လိုသိတာလဲဆိုပြီးမေးလိုက်ပါတယ်။ချေချက်ကလည်းလူကနာစီသမားတော်ဖြစ်တဲ့ဆိုပြီးပြောလိုက်ပါတယ်။ချေချက်ကနရတိတိတဲ့ကြောင်းလည်းရှိသေးပြီးတော့အဲ့ဒါကမိကလေးကဘင်ကံပြရပုံထိုင်မိတဲ့စွမ်းရှင်ဖြစ်ပြီးသူမရဲ့တက်ကချေချက်ရဲ့တက်တခုတန်တာကြောင့်သူမမတည်ချင်ဘူးဆိုရင်ကောင်းရင်စိတ်ပရိစိတ်ရှိတဲ့ချေချက်ကိုစွမ်းကိုသွင်းပြီးကွာပေးရလိမ့်မယ်ဆိုပြီးချေချက်ကပြောလိုက်ပါတယ်။အခုလိုပြောနေရင်းမှာပဲချေချက်ကိုတက်ခဲ့ဖို့နောက်တယောက်ရက်လာခိုက်ပြီးဆေဗနီနဲ့မိကလေးကိုသူ့ကောက်ပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီရန်သူကလည်းသူ့ရဲ့ဖော်ကိုမြင်တော့တဲ့ခါမှာတော့ဘယ်လိုလုပ်တာလဲဆိုပြီးမေးတဲ့ကြောင့်ချေချက်ကဆေဗနီနဲ့မိကလေးကိုလက်နှုတ်ထူလိုက်ပါတယ်။ဒီမိကလှတော့လှသားပဲဒါပေမဲ့ငါးရန်သူဆိုရင်တော့မလို့ပေးဘူးဆိုပြီးပြောနေရင်းနဲ့ဆေဗနီနဲ့မိကလေးရဲ့တရေတက်ခဲ့မှုကြောင့်မှုပြေးသွားခဲ့ပါတယ်။ချေချက်ကဒီမိကလေးရဲ့တက်ခတ်မှုကိုမြင်ပြီးနောက်မှာထီလာအားဝတော့ခဲ့ပါတယ်။မိကလေးကတော့စိတ်တိုက်ဆောင်မှုဖြစ်ပေါ်လာကြောင့်လည်းရတော့ခဲ့ပါတယ်။အဲ့ဒါကြောင့်ချေချက်ကပရိသေဆောင်နဲ့ကုသပေးလိုက်တဲ့ခါမှာတော့အဲ့ဒီမိကလေးကချေချက်ရဲ့လက်ကိုကဲတာကြောင့်ဒီကောင်မကရေတခါသွေးသွန်းကလည်းငါ့ကိုကဲတာပဲဒီခါလည်းကဲပြန်ပြီဆိုတော့မင်းကခွေးလားဟာချေချက်ကသူမရဲ့နာမည်မေးလိုက်တဲ့ခါမှာတော့မော်လီဖြစ်အောင်တည်ရပါတယ်မော်လီတဲ့လားနာမည်ကတော့လှသားပဲအခုချိန်မှာမိကလေးရဲ့စိတ်တွေကနည်းနည်းချင်းတိုက်ဆက်ခံရတာမလို့လည်းကံပြန်ဆွမ်းအားတူးမယ်ဆိုရင်ပိုဆိုးနေတာကြောင့်ရေစပတိစိတ်သက်ကိုဝင်ပြီးသူကတော့မော်လီကိုကောက်ပေးထားမှဖြစ်ကြောင်းပြောလိုက်ပါတယ်မော်လီကလည်းချေချက်လိုကံပြတူချက်ရှိတဲ့သူကကောက်ပေးနိုင်မှာလားဆိုပြီးတင်းစားပြောလိုက်ပါတယ်ချေချက်ကလည်းတိုးနေတဲ့ကံပြတူချက်ပြပြင်းပြီးဒါမှသူဖြစ်လာမယ်လို့အမခံတယ်ဆိုပြီးပြောလိုက်ပါတယ်မော်လီကတူချက်ပြပြင်းတာအဲ့လိုကြာလားဆိုပြီးချေချက်ကသူမရဲ့သူ့ဆုံမှုတုတ်ခုတာလက်ခံမယ်ဆိုရင်နိုင်ပြလို့ဆွမ်းအားကြီးတဲ့တူချက်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်ချေချက်ကလည်းဝမ်းသာသွားပြီးတော့တုတ်ခုတဲလာငါခုတိုးရဆိုရင်တောင်လက်ခံနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်မော်လီကသူ့ရဲ့တုတ်ဆုံမှုတုတ်ခုကိုပြောလိုက်ပါတယ်ပထမတုတ်ဆုံမှုကဘယနာဖော်လပန်းတပွေအိုဆိုရှင်ကံပြရပုံတက်မနေတဲ့စီလုံးတူလုံးနဲ့စပိတ်တာနဲ့ဆုံးရှိတဲ့ခန်းရံသွေးရတဲ့တလင်းကြောက်အဲ့ဒီသူမျိုးကိုရှာပေးရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ချေချက်ကပထမဆုံးတုတ်ဆုံမှုမှာတင်လိုက်ဖြတ်တော့ခဲ့ပြီးတော့မော်လီကိုဒီသုံးခုစလုံးကခန်းကြီးလေးခုချရင်တောင်တွေးနိုင်တဲ့ရမှုဆိုပြီးခြေကားရောဘယ်လိုလဲဆိုရင်မေးတာကြောင့်မော်လီကနှင်းပေါ်တော့ဆက်ဆိုပြီးပြောလိုက်ပါတယ်။ချေချက်ကလည်းလက်ခံလိုက်ပါတယ်။ဒုတိယတုတ်ဆုံချက်ကတော့မော်လီကသူ့ရဲ့ခန္ဓာကိုပြန်တိဆောက်မယ်ဆိုရင်အသက်ဆိုင်ရဲ့ရင်းမြစ်ကချေချက်စီမှာရှိပြီးတော့အစားအသည်ပြီးပြီးဆုံးတာပြန်လဲကောင်းမှဖို့ဆိုရင်ချေချက်ရဲ့အစိတ်ကအရှင်ကံပြားဗုဒ္ဓရှိနေရမှာဖြစ်တာကြောင့်နှင်း30အတွင်းအရှင်ကံပြားပုံဆဲရအောင်လုပ်ဖို့ကလူမရဲ့ဒုတိယတုတ်ဆုံချက်ဖြစ်ကြောင်းပြောလိုက်ပါတယ်ချေချက်ကခန္ဓာကိုပြန်တိဆောက်ဖို့တောင်အရှင်ကံပြားပုံထက်ကိုလိုအပ်တယ်ဆိုတော့ဒီကမာရဲ့စိတ်ကနဖရကံပြားပုံရောက်နေတာလားဆိုပြီးတွေ့တဲ့အခါမှာမော်လီကချေချက်ကိုမလို့နိုင်ဘူးလားဆိုပြီးမိနေတာကြောင့်ချေချက်ကလည်းခရံကုမင်တစ်ခုလုံးမှာနှင်း30အတွင်းအရှင်ကံပြားပုံကိုရောက်တဲ့သူကမရှိတာကြောင့်ခွေးရတာရှိခဲ့မှဆိုရင်ချေချက်ကဆောင်းကိုကြိုးစားမှဖြစ်ကြောင်းပြောပြီးတော့မော်လီကသူမတားရတုတ်ဆုံမှုကချေချက်ဒူးထပ်ပြီးသူမကိုဆရာတင်ရမှဖြစ်ကြောင်းပြောလိုက်ပါတယ်ချေချက်ကမော်လီရဲ့တက်ကိုမေးရတဲ့ခါမှာတော့73နှစ်ဖြစ်တာကြောင့်သူ့ထက်9နှစ်ငယ်တဲ့သူကိုဆရာတင်ရမှာဆိုတော့စင်တရားခက်နေပြီဆရာတော့တင်မယ်သူတော့မထွက်နိုင်ဘူးဟုတ်တယ်တဲလုံးမထွက်နိုင်ဘူးဆိုပြီးပြောနေရင်နဲ့မော်လီကချေချက်ကိုပိတ်ကန်လိုက်ပြီးတော့သူတော့ချင်တယ်မထွက်ချင်ဘူးဆိုတာချေချက်ပြနိုင်တဲ့ရည်ချင်းမရှိဘူးဆိုပြီးချေချက်ကိုတင်းနေထားတာကြောင့်ချေချက်ကမော်လီမဖယ်ဘူးဆိုရင်လူကအလုပ်ကိုမြင်ရနိုင်မယ်ဆိုပြီးပြောပါတယ်မော်လီကလည်းချက်သွားခဲ့ပါတယ်哼他竟然会脸红大人不打脸呐ချေချက်ကိုသူကြောက်ကူတာဖွဲ့အတွက်မော်လီတို့ကဒီကန်လေးဘေးမှာထိုင်နေကြပြီးမော်လီကချေချက်ကိုဒီမကဘာဖြစ်လို့ခုလိုပြနေတယ်စိတ်မိထားရတယ်ဆိုတော့အလုပ်ကဒီတွေးတဲ့စက်ကြောက်ပဲဆိုပြီးပြောလိုက်ပါတယ်အပိုင်းငါးလေးကတော့ဒီမှာဆုံးဖြတ်ထားပါတယ်ကြည့်ချူအဖေရဲ့တယောက်ချင်းတန်ကိုလည်းကျေးဇူးတင်ပါတယ်